ကမ္ဘာသမိုင်းမှာနှစ်ပေါင်း2500ကျော်သမိုင်းအစဉ်အလာကြီးမားခဲ့တဲ့နိုင်ငံတစ်ခုရှိပါတယ်။တစ်ချိန်ကကမ္ဘာအကြီးဆုံးအင်ပါယာကြီးကိုတည်ထောင်ခဲ့တယ်လို့ဒီနေ့ခေတ်မှာတော့နျူကလ িয়ার လက်နက်ပိုင်ဆိုင်နိုင်ခြင်းရှိတဲ့စာကြီးနိုင်ငံတစ်ခုအဖြစ်ကမ္ဘာအလယ်မှာစောင့်ကြည့်ခံနေရပါတယ်။အဲဒီနိုင်ငံကတော့အီရန်နိုင်ငံဖြစ်ပါတယ်။အီရန်ရဲ့အင်အားကြီးမားပုံကိုပြောမယ်ဆိုရင်ပါရှန်အင်ပါယာကနေစတင်ရပါမယ်။ BC 950ခန့်မှာမဟာဆိုင်ယမင်းကြီးစတင်တည်ထောင်ခဲ့ပြီးအီဂျစ်ကနေအိန္ဒိယအထိကျယ်ပြန့်စွာအုပ်ချုပ်ခဲ့ရပါဒါပေမဲ့လည်း BC 330မှာတော့ Alexander the Great ရဲ့တိမ်မိုက်ခြင်းကိုခံခဲ့ရပြီးအင်ပါယာကြီးပြိုကွဲသွားခဲ့ပါတယ်ဒီနေ့ခေတ်အီရန်ရဲ့အဓိကစစ်ရေးအင်အားကတော့ ballistic တုံးကြီးတွေပဲဖြစ်ပါတယ်အထင်ရှားဆုံးကတော့ကီလိုမီတာ7000กว่าဝန်းကျင်ဖြစ်ခတ်နိုင်တဲ့ရှာဟန်ထရီဒုံးကြီးပါဒီဒုံးကြီးဟာအရှိအလဲပိုင်းကနိုင်ငံတော်များကိုတိုက်ရိုက်ပြစ်မှတ်ထားနိုင်ရုံနဲ့မကပဲနျူကလ িয়ার ထိပ်ကူးတက်ဆင်နိုင်တဲ့အလားအလာတွေရှိနေပါတယ်2023ခုနှစ်မှာတော့အီရန်ကသူတို့ရဲ့အစိမ့်မြင့် hypersonic ဒုံးကြီးတစ်ခုထုတ်ဖော်ပြသခဲ့ပါတယ်။ဖာသာတို့အမည်ရတဲ့ဒီဒုံးကြီးဟာအတန်ထက်9ဆမြန်ဆန်ပြီးဘလူလေကြောင်းရန်ကာကွယ်ရေးစနစ်မျိုးကိုမဆိုရှောက်ကွေးနိုင်စွမ်းရှိပါတယ်။ဒါဟာအီရန်တော်လှန်ရေးအစောက်တပ်ဖွဲ့ IRGC ရဲ့အကြီးမားဆုံးဖန်တီးမှုတစ်ခုပါပဲ။အီရန်ဟာဒရုန်းဒီပညာမှာလည်းကမ္ဘာအစစ်မီအားကောင်းလာပါတယ်။အထူးသဖြင့်ရှာဟန်136လို့ခေါ်တဲ့ kamikaze drone တွေဟာကစ်မှတ်ကိုအတိအကျဝင်တိုက်ပြီးကိုယ်တိုင်ထောက်ဆွဲကျစီးနိုင်ပါတယ်။အကုန်ကြနေပြီးအရေးအတွက်အမြောက်များထုတ်လုပ်နိုင်တဲ့အတွက်စစ်မြေပြင်မှာအလွန်ထိရောက်တဲ့လက်နက်တွေဖြစ်လာပါတယ်။အီရန်ရဲ့အခြားလှုပ်ဝက်အင်အားတစ်ခုကတော့မြေအောက်ဒုံးကြီးအခြေစိုက်စခန်းတွေပဲဖြစ်ပါတယ်။မစ်ဆာစီတီလို့တင်စားခေါ်ကြတဲ့ဒီစခန်းတွေကိုမြင့်မားတဲ့တောင်တန်းကြီးတွေအောက်မှာလှုပ်ဝက်တည်ဆောက်ထားပြီးဒုံးကြီးတွေကိုအချိန်မရွေးပြင်းပြင်းစွာထိလွတ်နိုင်အောင်စီမံထားတာပါ။2017ခုနှစ်မှာတော့အီရန်ကကမ္ဘာကိုအံ့အားသင့်စေခဲ့ပါတယ်။အမေရိကန်ရဲ့အစိမ့်မြင့် stealth drone တစ်စင်းဖြစ်တဲ့ RQ-170 နဲ့ကိုနည်းပညာနဲ့ hack လုပ်ပြီးဖမ်းယူနိုင်ခဲ့တာပါ။ဒီ electronic စစ်စင်ရေးစွမ်းရည်ကအီရန်ရဲ့နည်းပညာအဆင့်အတန်းကိုအနောက်နိုင်ငံတွေတတိထားလာရအောင်ချိန်ချောက်နိုင်ခဲ့ပါတယ်။အီရန်ရဲ့အငင်းပွားဖွယ်ရာအကြီးမားဆုံးလှုပ်ဝက်ချက်ကတော့သူတို့ရဲ့နျူကလ িয়ার စီမံကိန်းပါပဲ။လက်တဲ့နျူကလ িয়ার စက်ရုံဟာအဓိကနေရာဖြစ်ပြီးယူရေနီယံတန့်စင်ခြင်းလုပ်ငန်းတွေကိုအဆက်မပြတ်လှုပ်ဆောင်နေပါတယ်။ဒါဟာနျူကလ িয়ার ဘုံတည်ဆောက်နိုင်စွမ်းရှိတဲ့အခြေအနေကိုရောက်ရှိဖို့ခြေလှမ်းပြင်နေတာလည်းဖြစ်နိုင်ပါတယ်။ဒါအပြင်အီရန်ရဲ့လက်နက်တစ်ခုကတော့ဟော်မုတ်ရေလက်ကြားပဲဖြစ်ပါတယ်။ကမ္ဘာရေနယ်9ပုံတစ်ပုံစီးဆင်းနေတဲ့ဒီရေလက်ကြားဟာအီရန်ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတာပါအကယ်၍ဒီလမ်းကြောင်းကိုပိတ်လိုက်မယ်ဆိုရင်ကမ္ဘာစီးပွားရေးတစ်ခုလုံးကမောက်ကမဖြစ်သွားနိုင်ပါတယ်ဒါကြောင့်လေဒီရေလက်ကြားဟာကမ္ဘာအနည်းအရှိဆုံးနဲ့အရေးပါဆုံးစစ်ရေးဘူချက်ဖြစ်နေရတာပါရှီဟောင်းပါရှက်အင်ပါယာကနေဒီနေ့ခေတ်အစစ်မြင့်သုံးကြီးနေပညာတွေအထိအီရန်ဟာတမိုင်းကြောင်းလေးကြီးတယ်လို့စစ်ရေးအင်အားလည်းခိုင်မာတဲ့နိုင်ငံတစ်ခုအဖြစ်ရည်တည်နေပါတယ်သူတို့ရဲ့နျူကလ িয়ার ရည်မှန်းချက်တွေကြောင့်ကမ္ဘာကြီးကအမြဲစောင့်ကြည့်နေရမယ်ဒီနိုင်ငံရဲ့လှုပ်ဝက်စွမ်းအားတွေဟာတကယ်ကိုစိတ်ဝင်စားစရာကောင်းနှာပါတယ်အခု2026ခုနှစ်မတ်လအတွင်းမှာတော့အီရန်နဲ့အစ္စရေးတို့ရဲ့တင်းမာမှုဟာခိတ်ဆိုးမှုရောက်ရှိနေပါတယ်တစ်ပေါင်းများစွာလှုပ်ဝက်တိုက်ခိုက်ခဲ့တဲ့အရေးစပွဲဟာအခုဆိုရင်ဓာတ်ရိုက်ထိတ်တက်ရေးဆိုင်မှုအဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။ဒီလို
အထူးသဖြင့်အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုတားဆီးဖို့အက်စပရီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အီရန်ကလည်းသူတို့ရဲ့အစိမ့်ထုံးကြီးအင်အားနဲ့လက်စားချေတိုက်ခိုက်နေပါတယ်။ဒီစစ်ပွဲရဲ့အကျိုးဆက်ကြောင့်ဟောမုတ်ရည်လက်ကြားရဲ့လုံခြုံရေးဟာလည်းစိုးရိမ်စရာဖြစ်လာပြီးကမ္ဘာစီးပွားရေးအပေါ်ကြီးမားတဲ့ရိုက်ခတ်မှုတွေဖြစ်ပေါ်နေပါတယ်။ခင်မီစစ်လက်နက်တွေပေါင်းဆက်ထားတဲ့အီရန်နိုင်ငံဟာအခုဆိုရင်တကယ်စစ်ပွဲရဲ့ပမိုးချက်ဖြစ်နေပါပြီ။